တပတ်ကို3လောက်ပို့ပါဟာမင်းမများဘူးလားလေပြီးပါမလားတဲ့ကျုပ်ပြီးအောင်ဖတ်မယ်လောက်ချိန်8နာရီရှိတယ်ဗျာတဲ့83လီ24အဲ့ချိန်8နာရီအလုံးလုံးချိန်8နာရီပဲစာဖတ်ချိန်8နာရီရှိတာပဲချမ်းသာတဲ့လူလည်း24နာရီပဲတောင်းစားလည်း24နာရီပဲသမ္ဗုဒ္ဓဖြစ်တော်မူတဲ့မြတ်စွာဘုရားလည်း24နာရီပဲဒေဝတာလည်း24နာရီရတာပဲဘုရားအောင်ဆန်းလည်း24နာရီရတာပဲဟောပုဂ္ဂိုလ်ကြီးတွေလည်း24နာရီရတာပဲခင်ဗျားတို့ကျုပ်တို့လည်း24နာရီဒါပေမဲ့24နာရီကိုဘယ်လိုအသုံးချမလဲဆိုတော့ဤစနစ်ဟောမူတည်တယ်ကျွန်တော်မှာစာပတ်ချင်း8နာရီရှိတယ်လေဘယ်လောက်အလုံးများများကျုပ်ဖတ်မှာပေါ့လေလိုရင်းပြောကြစို့ကျုပ်ကိုအဲ့ဒီတပတ်ကိုစာအုပ်တော့ပုံပေးတယ်လို့ကျုပ်ဖတ်မယ်ဒါနဲ့ပြောကြစို့လို့တော့ကနေမှာအဲ့ဒီလူကြီးကိုလည်းဒီထားပေါ်တင်တယ်သူနဲ့စိတ်ခေါ်တဲ့စကားခေါ်မင်းနဲ့အဲ့ဒီလုံမှာ9နှစ်လုံရမယ်9နှစ်အတွင်းမင်းအလုံးမထွက်ရအောင်ဘလောက်ပင်ပန်းမိဂရီပေးတယ်မလားအပေးလုံကိုမသွားသေးဘူး9နှစ်ဒီကိလိုစာချုပ်တဲ့သဘောမင်းရတဲ့ပတ်စံကိုလာစဉ်ဖန်အားရမယ်ဖန်အားရမင်းအပ်တဲ့ပတ်စံနဲ့ပထမတစ်နှစ်မှာမင်းကဖန်မာရူပီ1000အနိုင်ရင်9စာပေးမယ်9000ဒုတိယနှစ်မှာမင်းအနိုင်တဲ့ပတ်စံရဲ့10စာပေးမယ်တတိယနှစ်မှာမင်းအနိုင်တဲ့ပတ်စံနဲ့15စာပေးမယ်5ခုစီတိုးပြီးတော့စိတ်ခေါ်တာတပြားမသုံးရဘူးဘာလို့ဆိုလုပ်ငန်းခွင်ရကျွေးမှာဟုတ်အဲ့ဒီမှာတော့ကျွန်တော်တိုင်းပြည်တွေကမတူဘူးကျွန်တော်တိုင်းပြည်ကဖျားရင်ကိုယ်ပတ်စံနဲ့ကုန်တာသူတို့လုပ်ငန်းခွင်ထဲမှာသူတို့အကုန်တောင်းပြီးတော့ကုန်စရာမရှိဘူးသူအာမခံတယ်တပြားမှမပုံးစရာဘူးတပြားရော့တာနဲ့အဲ့ဒီ9စာမရတော့ဘူးအဲ့ဒါတစ်ချက်အာမခံတယ်ဆိုလို့ချင်းတော့ချမ်းသာခြင်းစုဆောင်းချွေတားတယ်ဆိုတော့သင်ပေးတာပြနောက်မှကျွန်တော်နားလေချမ်းသာခြင်းစာဖတ်ရတယ်ဆိုတာကိုကျွန်တော်အခုဖတ်ဖို့တဲ့စာလေးကကျွန်တော်သင်ပေးတယ်ဒါရတ္တသဘောနဲ့ပြောတာချမ်းသာခြင်းလေးတစ်စာဖတ်ပါတစ်ပတ်စံစုပါဆိုခေါင်းထဲအတောက်လိုက်ကြည့်ကြဝင်လို့မကောင်းရှိတော့ပြည့်တော့ဝင်နောက်တစ်ချက်မင်းနဲ့ငါပြောမယ်တဲ့မင်းအခုလောက်ရမယ်တဲ့တတ်ထုမိုင်းကကြောင်မီးသေးမိုင်းကမင်းတို့တဲတဲ့စခန်းနဲ့ဆိုလို့ရှိရင်3မိုင်ဝေးတယ်3မိုင်မင်းစခန်းကနေပြီးတော့တမိုင်မရှိတရှိမှာချောင်းလေးတစ်ခုမင်းဖြတ်လိုက်တယ်ရေကြီးချောင်းလေးရှိတယ်ကွာတဲ့ဒါကရေကြီးချောင်းလေးကကွာလောကျော်ကျယ်လို့ရှိရင်ပင်90ပေါ့တဲ့မင်းနေတဲ့စခန်းကနေတမိုင်လောက်သွားတရားတွေ့တရားဖြတ်ပြီး2မိုင်နေမှာတတ်ထုမိုင်းကိုရောက်လာမင်းရှိရငါဂရိတခုကောင်းမယ်မင်းအဲ့ရထလက်နာသစ်အစာစားပြီးရင်အလုံးလုံးတရားထိတ်ကိုရောက်တာနဲ့ကြောက်ခက်တစ်လုံးကိုကောက်ပါကောက်ပြီးချောင်းထဲကိုပြစ်ချ